မနဲ့မောင်အတွေ့ဒီမှာတိတ်ကိုချစ်တတ်တဲ့မမတွေဆိုတာဒီလိုမျိုးလေးတွေပါမနဲ့မောင်စုံတွေဒီဟာလဲတိတ်ကိုလိုက်ဖက်ကြပြီးအရန်ချစ်စရာကောင်းတဲ့စုံတွေဖြစ်ကြပါတယ်ခုဖော်ပြပြီးမှကတော့အရန်ကိုအထားကြပြီးတိတ်ကိုချစ်တတ်တဲ့မမတွေရဲ့အကြောင်းလေးတွေပါတကယ်လို့တင်းချစ်သူဟာဒီအချက်တွေနဲ့ကိုင်ညီနေရင်တော့တင်းဟာကံအကောင်းဆုံးယောက်ျားလေးတစ်ယောက်လိုတောင်ပြောလို့ရပါတယ်နံပါတ်1စားချင်တာတွေချက်ကျွေးတယ်မမတွေဟာအရန်ကိုထမင်းဟင်းချက်ကောင်းပါတယ်တကယ်လို့တင်းချစ်သူမမကတင်းစားချင်တာလေးတွေကိုချက်ကျွေးတယ်တင်းအတွက်ထမင်းဘူးလေးတွေထည့်ပေးတာမျိုးကိုယ်တိုင်လှုပ်ထားတဲ့မုတ်လေးတွေထည့်ပေးတာမျိုးတင်းမစားဘူးတဲ့ဟင်းအစမ်းလေးတွေချက်ကျွေးတာမျိုးမကြခဏလှုပ်ပေးတယ်ဆိုရင်တော့သူဟာအရန်ကိုအထားကြပြီးတိတ်ချစ်တတ်တဲ့သူပါနံပါတ်2ခလေးလေးဖြစ်လိုက်လူကြီးဖြစ်လိုက်မမတွေဟာတယောက်တည်းနဲ့ခလေးဖြစ်လိုက်လူကြီးဖြစ်လိုက်လုံနိုင်တဲ့စူပါပါဝါရှင်တွေပါသူတို့တွေဟာစူးစရာဆုံးမစရာကြီးလေလူကြီးလေးလိုပဲဆုံးမပြီးလေးစားစရာကောင်းနေတတ်သလိုတခါတလေချစ်သူရဲ့ရင်ခွင်ထဲမှာခလေးလေးလိုပဲကြီးကြပြီးချွဲတက်တာလဲသူတို့အပြင်းမရှိတော့ပါဘူးချစ်သူနေမကောင်းဖြစ်တဲ့အခါမှလေဆရာဝန်ထက်တောင်ပို့ပြီးဆရာကြသလိုဂယုဆိုင်လွန်လို့ပြားရတွေခဏတတ်တဲ့သူမျိုးပါသူတို့လောက်အထားကြပြီးချစ်တတ်တဲ့သူတွေချားပါတယ်နော်နံပါတ်3နားလဲပြီးနိုင်စွမ်းမြင်နေမမတွေဟာအရန်ကိုနားလဲပြီးနိုင်စွမ်းမြင်ကြပါတယ်ချစ်သူကတခါတလေခလေးအရန်ဆန်တဲ့အပြုမှုတွေအမြင်ကက်စရာကောင်းလာအောင်ကြည်ကြတာတွေအနိုင်ယူတာတွေအရန်များနေရင်တော့ခလေးတယောက်လိုမြင်ပေးပြီးအမြဲနားလဲပြီးတတ်ကြပါတယ်ချစ်သူကိုအမြဲတမ်းနားလဲပေးပြီးအမြဲတမ်းခွင့်လွှတ်တတ်တဲ့မမတွေဟာတကယ်လို့အထားကြပြီးအရန်ချစ်တတ်တဲ့သူတွေဖြစ်ကြပါတယ်နံပါတ်4ဂုံသိက္ခာရှိတယ်မမတွေတော်တော်များများအလုံးနဲ့အကိုင်းနဲ့တီတီတက်တက်ဂုံသိက္ခာရှိရှိနေတတ်ကြသူတွေပါချစ်သူနဲ့တွေ့ရင်သာပေါ်တော်တော်တွေခလေးစစ်ဆန်တွေနေတတ်တာပါဒါကြောင့်ဘလို့နေရာကိုပဲခေါ်သွားအမြဲလူတော်တူပြီးသူတို့ကြောင့်မျက်နှာငယ်စရာတကွက်မှမရှိပါဘူးသူတို့ရဲ့ဂယုဆိုင်မှုကျင်နာမှုတွေကိုအပေါင်းအသင်းတွေကြမှာအမြဲဂုဏ်ယူနေရမှာပါနံပါတ်5အမြဲအားပေးတယ်ချစ်သူကစိတ်တက်ကြတဲ့အခါတွေစိတ်ဖိစီးမှုများနေတဲ့အခါတွေမှာအမြဲတမ်းအားပေးပြီးအကြံဉာဏ်ကောင်းတွေကိုအမြဲပေးတတ်ကြပါတယ်ချစ်သူကိုစိတ်ပိုင်းဆိုင်ရာခွန်အားတွေအမြဲပေးရုံသာမကလိုအပ်တာတွေကိုလည်းတတ်နိုင်သလောက်ဖြည့်ဆည်းပေးတတ်ကြပါတယ်အလိုက်သီးတဲ့နေရာမှာလည်းနှစ်ယောက်မရှိပါဘူးဒီလောက်အထားကြပြီးရှစ်တက်တဲ့မမတွေကိုပိုင်ဆိုင်ထားတာသင်ကန်းကောင်းပါတယ်